ရိုးရိုးအလုပ်လုပ်ရုံနဲ့ချမ်းသာနိုင်မလားဒီစီဂျင်မှာလူတစ်ယောက်ရဲ့ငွေကြေးအမြင့်ပြောင်းလဲသွားတဲ့ဇလန်လေးကိုရှင်းပြပေးသွားပါမယ်ကျောင်းမှာတင်ခဲ့ရတဲ့ငွေရှာနေဒီတကယ်ပဲမှန်ကန်ရဲ့လားဒီမိခွန်းမှနေစပြီးသူ့ရဲ့အမြင်နေစတင်ပြောင်းလဲလာခဲ့ပါတယ်ပွဲရအလောက်ရောက်ဖို့စူးစမ်းခဲ့ပေမဲ့ဘွားနောက်ဆုံးမှဘာမှမကြံခဲ့တဲ့ဖခင်တယောက်ရဲ့ဇလန်းကတကယ်ပဲစိတ်မကောင်းစရာပါဒီမှာတဲ့အမြင်နေကွဲလဲပေါ်ပါပြီအလုပ်ကိုပဲစူးစမ်းလို့မလားဒါမှမဟုတ်ငွေကိုပြန်အလုပ်ခိုင်းမလားအဓိကလိုအပ်ချက်ကငွေအတွက်အလုပ်မလုပ်ပဲငွေကိုကိုယ့်အတွက်ပြန်အလုပ်ခိုင်းတာပဲဖြစ်ပါတယ်ပိုင်ဆိုင်မှုဆိုတာလွယ်လွယ်ပြောရရင်ကိုယ့်အိတ်ကထဲငွေဝင်လာစေတဲ့ stock share အိမ်ချမ်းမြေနဲ့စီးပွားရေးလုပ်ငန်းတွေကိုဆိုလိုတာပါဒါပေမဲ့လူအများစုကကိုယ့်စီကငွေထွက်သွားစေမယ့်အရာတွေကိုဝယ်ပြီးပိုင်ဆိုင်မှုလို့အထင်မှနေတတ်ကြတယ် တမယောကြအလို့တခုဆိုတာနေ့စဉ်စာဝတ်နေကိုကြားစီတီကို fishing ဖို့လောက်တာတတ်နိုင်တာပါစစ်မှန်တဲ့ပိုင်ဆိုင်မှုတွေကိုစုဆောင်းတာကသာအနာဂတ်အတွက်ခိုင်မာတဲ့ငွေကြီးလွတ်လပ်ခွင့်ကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်ပိုင်ဆိုင်မှုဆောင်ဝယ်ဖို့အဆင့်၃ဆင့်ရှိပါတယ်ငွေနဲ့နေစီစုပါယင်းနှမြုပ်နှံမှုကိုလေ့လာပါပြီးရင်စတော့ရှေ့ရငယ်တခုဆောင်ဝယ်ပါသူ့လိုပဲအမြင်တွေပြောင်းလဲသွားပြီဆိုရင်ငွေအတွက်ဆက်အလုပ်လုပ်နေအောင်မလားဒါမှမဟုတ်ငွေကိုပဲပြန်အလုပ်ခိုင်းတော့မလား